လျားသောဘဝတန်တရားမှာခဏတာလူဖြစ်ကြလို့ဒီလောကမှာဆုံးတွေ့ကြတာဆွေရဲ့မျိုးရဲ့ညီကိုမောင်နှမရဲ့မိတ်ဆွေပေါင်းတင်များနဲ့ပျော်ရွှင်ကြည်နူးစရာလူလောကဝင်ကပါဘာသာရေးသာသနာရေးကိုကြိုးစားလို့